Grade 12 Biology, Chapter 2, 2.1.1 The Structure of DNA. DNA ရဲ့ဖွဲ့စည်းတည်ဆောက်ပုံနော် textbook ထဲမှာတော့အပိုက်လိုက်ရေးထားတာကိုတွေ့ရမယ်ဒီနေရာမှာတော့ခေါင်းစဉ်ခွဲငယ်လေးတွေတက်ပြီးတော့အကြောင်းအရာကိုတစ်ခုချင်းအပိုင်းလိုက်ဖြတ်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် DNA ရဲ့ structure ကိုလေ့လာတဲ့အခါမှာ DNA ဟာ macromolecule နော် macro ဆိုတာက large and complex molecule ကြီးမားပြီးတော့ဖွဲ့စည်းပုံရှုပ်ထွေးတဲ့ molecule တစ်ခုဖြစ်တယ်နော်သူ့မှာပထမဘာပါဝင်လဲဆိုလို့ရှိရင် sugar ပါဝင်တယ် sugar က pentose sugar လို့ခေါ်တယ် penta ဆိုတဲ့အဓိပ္ပာယ်က5လို့အဓိပ္ပာယ်ရတယ်အဲ့တော့ pentose sugar ဆိုတာက5 carbon sugar ကိုပြောတာဖြစ်တယ်ကာဗွန်၅လုံးပါတယ်တခြားဖြစ်တယ်အဲ့တော့ RNA မှာတော့ ribose sugar ဖြစ်ပြီးတော့ DNA မှာတော့ deoxy ribose sugar ဆိုပြီးတော့ရှိတယ်နော်ဒီမှာပြထားတဲ့ပုံလေးက ribose in RNA နော် RNA လို့ခေါ်တဲ့ ribonucleic acid မှာပါဝင်တဲ့ ribose sugar ရဲ့ chemical structure ဖြစ်တယ်ring structure လေးနဲ့ဖော်ပြထားတယ်ဒီပုံလေးမှာကဒါဒီ ribose in RNA နော် RNA ဆိုတာက ribonucleic acid ကိုပြောတာဖြစ်တယ်အဲ့ဒီမှာကာဗွန်နံပါတ်တွေကိုတတ်ထားတယ်နော်ညာဘက်ကနေစပြီးတတ်ထားတယ်1 prime 2 prime 3 prime 4 prime နော်အပေါ်မှာ5 prime ဆိုပြီးတော့တတ်ထားတာရှိတယ်အဲ့တော့ဒီ 2 prime ဆိုတဲ့ကာဗွန်မှာ OH ဆိုတာကိုတွေ့ရလိမ့်မယ်နော်ဒီ OH ဆိုတာကဘာလဲဆိုလို့ရှိရင်အောက်ဆီဂျင်ပါတာကိုပြောတာနော်အဲ့တော့ဒါနဲ့နောက်တစ်ပုံကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်ဒီ 2 prime ဆိုတဲ့ကာဗွန်မှာ H တစ်လုံးနဲ့ပဲပါတာကိုတွေ့ရလိမ့်မယ်ဆိုလိုတာက no oxygen is bonded to this carbon အဲ့ဒီကာဗွန်မှာအောက်ဆီဂျင်နော်မပါဘူးလို့ပြောတာနော် OH နဲ့ H နဲ့ကွာသွားတယ်ပြန်ပြောမယ်ဆိုလို့ရှိရင်ဒီ RNA မှာရှိတဲ့ ribose sugar ဒီနော်ဒီ 2 prime ဆိုတဲ့ကာဗွန်မှာပါတယ်လဲလို့ဆိုလို့ရှိရင် OH အောက်ဆီဂျင်ပါတယ်နော်ဒီ deoxy ribose ဆိုတာကဒီ 2 prime ဆိုတဲ့ကာဗွန်မှာချိတ်ထားတာဒီ H ပဲပါတယ် O မပါဘူး no oxygen is bonded to this carbon နော်ဒီနေရာမှာတော့ဒီ structure ထဲမှာတော့ carbon ဆိုတာကိုထည့်ဆွဲမထားဘူးဘာဖြစ်လို့လဲဆိုတော့ ring structure နဲ့ဆွဲတဲ့အခါကျလို့ရှိရင် carbon တွေကိုဖျောက်ပြီးတော့ဆွဲထားတာဒါ chemistry မှာလည်းဒါတွေကိုသင်ရမယ်နော်ဒါကြောင့်မလို့အောက်ဆီဂျင်မပါတဲ့အတွက်သူ့ကို deoxy ribose လို့ခေါ်တာဖြစ်တယ် deoxy ဆိုတာအောက်ဆီဂျင်မပါဘူးနော်အဲ့ဒါကြောင့် deoxy ribose နော်အောက်ဆီဂျင်ပါတဲ့ဟာကိုတော့ဘယ်လိုခေါ်လဲဆိုတော့ ribose sugar လို့ခေါ်တာဖြစ်တယ်ဒါကဒီ DNA မှာရှိတဲ့တကြားနော် pentose sugar လို့ခေါ်တဲ့5 carbon sugar ကာဗွန်၅လုံးပါတယ်တကြားသူ့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကိုပြောတာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် four different nitrogenous bases အဲ့တော့ nitrogenous ဆိုတာကနော်နောက်စကားလုံးတစ်လုံးနဲ့သုံးပြီးပြောမယ်ဆိုလို့ရှိရင် nitrogenous ဆိုတာက nitrogen containing လို့ပြောတာနော် nitrogen containing bases nitrogen ပါဝင်သော base များတနည်းအားဖြင့် nitrogenous bases ဒါကိုပြောတာဖြစ်တယ်အဲ့ဒီမှာအဲ့ဒီ nitrogenous base တွေမှာနှစ်ပိုင်းခွဲထားတယ်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီ purine bases လို့ခေါ်ပြီးတော့နောက်တစ်ခုကကြတော့ pyrimidine bases လို့ခေါ်တယ်เนาะအဲ့ purine base နဲ့ pyrimidine base ဆိုပြီးတော့အုပ်စုနှစ်စုရှိတယ်အဲ့ဒီ purine base တွေမှာတော့ဘာတွေပါလဲဆိုတော့ adenine and guanine ဆိုတာပါတယ်เนาะသင်္ကေတနဲ့ပြောမယ်ဆိုရင် adenine က A guanine က G အဲ့ဒီမှာ two fused rings in their chemical structure သူတို့ရဲ့ဓာတုတည်ဆောက်ပုံမှာဆိုလို့ရှိရင်ကွင်းနှစ်ကွင်းပါတာကိုတွေ့ရလိမ့်မယ်နော်ဒီမှာဒီအောက်ကပုံလေးကဒါ purines နဲ့ pyrimidines တို့ကိုပြထားတဲ့ပုံလေးတွေဖြစ်တယ်
နော် purine တွေဖြစ်တဲ့ adenine နဲ့ guanine မှာဆိုလို့ရှိရင်သူ့ရဲ့ ကွင်းကနှစ်ကွင်းပါတာကိုတွေ့ရလိမ့်မယ်နော်နောက် pyrimidine တွေမှာတော့ဘာတွေပါလဲ cytosine uracil thymine ဆိုပြီးတော့ပါတယ်သူတို့ကတော့သူတို့ရဲ့တိဆောက်ပုံ structure က one ring single ring ပဲပါတာကိုတွေ့ရမယ်ဒါကြောင့်မလို့နော်ဒီ pyrimidine bases တွေမှာတော့ဘာပါလဲဆိုတော့ cytosine နဲ့ thymine ဆိုတာပါတယ်နော်အဲ့ဒါက in DNA မှာပါတာ a single ring in their chemical structure သူတို့မှာကကွင်းကတစ်ကွင်းပဲပါတာကိုတွေ့ရမယ်ဒါပေမဲ့ RNA မှာတော့ in RNA uracil instead of thymine နော်အဲ့တော့ thymine နေရာမှာဘာဖြစ်သွားလဲဆိုတော့ uracil အစားထိုးတယ်နော်ခုနက cytosine နဲ့ thymine ဆိုတာကတော့ DNA မှာရှိတဲ့ pyrimidine bases တွေကိုပြောတာဖြစ်တယ်နော်အဲ့တော့ purine bases တွေမှာ adenine နဲ့ guanine မှာ two rings ပါတယ် two fused ring in their chemical structure pyrimidines တွေဖြစ်တဲ့ cytosine uracil နဲ့ thymine မှာတော့ single ring in their chemical structure နော်အဲ့တော့ DNA မှာပါတဲ့ base ကတော့ cytosine နဲ့ thymine ဖြစ်ပြီးတော့ RNA မှာပါတဲ့ base ကတော့ uracil ဖြစ်တယ်အဲ့တော့ဒီအောက်ကပုံမှာကြည့်မယ်ဆိုလို့ရှိရင်အဲ့တော့ figures နော် the base pairing in DNA မှာရှိတဲ့ base pairing တွေကိုပြောထားတာဖြစ်တယ်အဲ့မှာ nitrogenous base pairs are held together by hydrogen bonds အဲ့တော့ဒီ base တွေကိုတွဲဆက်ထားတဲ့ bond က hydrogen bond ဖြစ်တယ်နော်အဲ့တော့ဒီနေရာမှာစဉ်းစားဖို့ရှိတာကအပေါ်မှာပြောခဲ့တဲ့ purine base တွေက purine ဘာဖြစ်လို့မတွဲတာလဲ pyrimidine ချင်းဘာဖြစ်လို့မတွဲတာလဲဆိုတဲ့ပြဿနာရှိတယ် purine ကကွင်းနှစ်ကွင်းပါတယ်နော် purine ချင်းတွဲလိုက်လို့ရှိရင်လည်းပဲ DNA အမြင်နှစ်ခုကြားမှာရှိတဲ့ဒီ base ရဲ့အကွာအဝေးဟာနော်သူ့ရဲ့ gap ပေါ့နော်သူ့ရဲ့အကွာအဝေးဟာကျယ်သွားမယ်နောက်တစ်ခုက pyrimidine ချင်းတွဲလိုက်တဲ့အခါကျလို့ရှိရင်လည်းပဲသူက single ring နှစ်ခုစလုံးက single ring ဖြစ်တော့သူတို့တစ်ခုနဲ့တစ်ခုကြားထဲမှာရှိတဲ့အကွာအဝေး distance ကကျဉ်းသွားမယ်အဲ့တော့ဒီ DNA ရဲ့အမြင်နှစ်ခု double helix structure နော်နှစ်ပင်လိမ်ထားတဲ့ကြောင်လိမ်လေကားပုံဖြစ်နေတဲ့အမြင်နှစ်ခုရဲ့ကြားထဲကအကွာအဝေးဟာ constant total distance ဖြစ်ရမယ်ဆိုလိုတာကအကွာအဝေးကညီနေရမယ်နော်အကွာအဝေးကကျယ်လုံးလုံးလည်းမဖြစ်ဘူးကျဉ်းလုံးလုံးလည်းဖြစ်ဘူးဒါကြောင့်မလို့purine ဒီ double ring နော် two rings ရှိတဲ့ purine က single ring ရှိတဲ့ pyrimidine နဲ့တွဲတာဖြစ်တယ်ဒီအောက်ကပုံမှာတော့ adenine နဲ့ thymine နဲ့နော် base pairing လောက်ထားတာကိုတွေ့ရမယ်နောက်တစ်ခုက guanine နဲ့ cytosine နဲ့ base pairing လောက်ထားတာကိုတွေ့ရမယ် adenine က two ring ဖြစ်တယ် thymine က one ring ဖြစ်တယ်သူတို့နှစ်ခုကြားမှာ double bond adenine နဲ့ thymine ကြားမှာ double bond ဖြစ်တယ်နော်ဓာတ်စီးနှစ်ခုနောက်တစ်ခုက guanine သည် two ring structure ဖြစ်တယ် cytosine သည် single ring structure ဖြစ်တယ်သူတို့နှစ်ခုကြားမှာ triple bond နော်ဓာတ်စီးသုံးခုရှိတာကိုတွေ့ရတယ်ဒီနေရာမှာဘာကြောင့် hydrogen bond နဲ့နော်ချိတ်ဆက်ရတာလဲလို့မေးစရာရှိတယ်အဲ့တော့ DNA replication လို့ခေါ်တဲ့ DNA ပုံတူပွားခြင်းမှာနော် hydrogen bond တွေကဖြတ်တောက်ရတာလွယ်တယ်နော်ဒါကြောင့်မလို့ hydrogen bond နဲ့ချိတ်ဆက်ထားတာဖြစ်တယ် next nucleotide နော် nucleotide ဆိုတာကဘာကိုပြောတာလဲဆိုတော့ဒီ sugar pentose sugar နော်5 carbon sugar ဖြစ်တဲ့ pentose sugar ဒီ DNA မှာဆိုလို့ရှိရင် deoxyribose sugar လို့ခေါ်တယ်နော်ဒါကြောင့်မလို့ဒီ2 prime ဆိုတဲ့ carbon atom မှာ H ပဲပါတာဖြစ်တယ်တကယ်လို့ RNA မှာဆိုရင်တော့
အဲ့ဒီ2 prime ဆိုတဲ့ carbon atom နေရာမှာ OH ပါမှာဖြစ်တယ်နော်အဲ့တော့ DNA အတွက်ဆိုလို့ရှိရင် deoxy ribose sugar ဖြစ်ပြီးတော့ RNA အတွက်ဆိုရင်တော့ ribose sugar ဖြစ်တယ်အဲ့ဒီမှာနော်ဒီက base နော် nitrogenous base nitrogen containing base ပါမှာဖြစ်တယ်ဒီဘက်က phosphate group ပါမှာဖြစ်တယ်နော်တကယ်တော့ phosphate လို့ပြောတာလွယ်လွယ်ပြောလိုက်တာဖြစ်တယ် phosphate တစ်လုံးနဲ့မဟုတ်ဘူးသူ့ရဲ့ဘေးမှာ structure မှာ oxygen ၄လုံးပါတယ်နော်အဲ့တော့ CH2 ဆိုတာပါတယ်ဒါကြောင့်မလို့သူ့ကို phosphate group လို့ပြောတယ်ဒါကြောင့်မလို့ nucleotide တစ်ခုဆိုတာဟာနော် deoxyribose sugar သို့မဟုတ် ribose sugar DNA အတွက်ဆိုရင်တော့ deoxyribose sugar plus nitrogenous base plus phosphate group ပါတာဖြစ်တယ်ဒီသုံးခုပေါင်းစပ်ထားတဲ့ structure ကို nucleotide လို့ခေါ်တာဖြစ်တယ်စာနဲ့ရေးထားတဲ့အောက်က each nucleotide နော်အဲ nucleotide တစ်ခုဆိုတော့ဒါ mononucleotide လို့လည်းခေါ်တယ်နော်အဲ့တော့ each nucleotide in DNA consists of deoxyribose sugar nitrogenous base and a phosphate group ဒါက textbook ထဲက figure 2.1 ဖြစ်တယ်နော်အဲ့တော့ number A ကပုံကဘာလဲဆိုလို့ရှိရင် position of carbon atom in deoxyribose sugar ဖြစ်တယ်အဲ့တော့ deoxyribose sugar မှာရှိတဲ့ carbon atom တွေရဲ့တည်နေရာကိုဖော်ပြထားတာဖြစ်တယ်ဒီပုံထဲမှာတော့ဒါ carbon တွေထည့်ဆွဲထားတယ်အပေါ်ကပုံတွေမှာတော့ဒါ carbon ကိုဖျောက်ထားတယ်ဖျောက်ထားတယ်ဆိုပေမဲ့ ring နဲ့ဆွဲထားတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ carbon atom တွေပါဝင်နေဆိုတာကိုသိရမယ်เนาะဒီမှာ1 prime carbon 2 prime carbon เนาะ2 prime carbon မှာတော့ H ပဲပါတယ်အောက်ဆီဂျင်မပါဘူးဒါကြောင့်မလို့သူ့ကိုအောက်ဆီဂျင်မပါတော့ ribose sugar deoxyribose sugar လို့ခေါ်တာဖြစ်တယ်နောက် number B ကတော့ nucleotide molecule ဖြစ်တယ် nucleotide molecule ကတော့ပေါ်မှာပြခဲ့တဲ့ဒီပုံနဲ့အတူတူပဲဖြစ်တယ်เนาะဒါကเนาะ nucleotide molecule เนาะအဲ့တော့ဒီမှာကnitrogenous base မှာက ATCG in DNA မှာ ATCG ပါတယ် RNA မှာတော့ AUCG ပါတယ်ဆိုလိုတာက thymine နေရာမှာ uracil အစားထိုးသွားတယ်ဟာကိုပြောတာဖြစ်တယ်เนาะဒီတော့ polynucleotide ဆိုတာကဘာလဲเนาะအဲ့တော့ nucleotide တွေအများကြီးချိတ်ဆက်ထားတာကို polynucleotide လို့ခေါ်တယ် poly ဆိုတဲ့အဓိပ္ပာယ်က many လို့အဓိပ္ပာယ်ရတယ် to form the polynucleotides in DNA and RNA အဲ့တော့ DNA နဲ့ RNA မှာ polynucleotides တွေဖြစ်ပေါ်ဖို့အတွက် many nucleotides are linked together into a long chain အဲ့တော့ nucleotides တွေအများကြီးကိုเนาะရှည်လျားတဲ့ဒီ chain ကြီးတစ်ပွဲเนาะစက်တန်းကြီးချိတ်ဆက်ထားတာဖြစ်တယ်เนาะဒီအပေါ်မှာရှိတဲ့ဒီ nucleotide တွေအများကြီးချိတ်ဆက်ထားတာကို polynucleotide လို့ခေါ်တာဖြစ်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့ complementary base pairing complement ဆိုတာကဖြည့်ဆွက်ပေးတာเนาะအဲ့တော့ဘယ်လိုဖြည့်ဆွက်တာလဲဆိုလို့ရှိရင် လိုက်ဖက်ညီအောင်ဖြည့်ဆွက်ပေးတာเนาะအဲ့တော့မဖတ်ကြည့်မယ် adenine always paired with thymine adenine ဟာ thymine နဲ့အမြဲတမ်းပဲတွဲဖက်တယ်เนาะအဲ့တော့လိုက်ဖက်ညီအောင်လိုက်ဖက်ညီတဲ့အတွဲပေါ့ adenine နဲ့ thymine နောက်တစ်ခုက guanine always paired with cytosine guanine ဟာလည်းပဲ cytosine နဲ့အမြဲတမ်းတွဲဖက်တယ်ဒါကြောင့်မလို့သူတို့ကိုเนาะဖြည့်ဘက် complementary ဆိုတာဖြည့်ဘက်လိုက်ဖက်ညီတဲ့ဖြည့်ဘက်ဖြစ်တယ် The base sequence of one strand can be determined from the base sequence of other strand အဲ့တော့ one strand ဆိုတာကဘာလဲဆိုတော့ DNA ရဲ့အမြင်တစ်ခုကိုပြောတာဖြစ်တယ်ဖဲပြားလေးလိုဖြစ်တဲ့ DNA ရဲ့အမြင်တစ်ခုကိုကြည့်လိုက်ခြင်းအပြင်အဲ့ဒီအမြင်တစ်ခုမှာပါဝင်နေတဲ့ base sequence เนาะ base ရဲ့စက်တန်းတွေ base တွေအများကြီးရှိတယ်အဲ့ဒီ base တွေကိုကြည့်လိုက်ခြင်းအပြင်တခြား other strand เนาะကြောင်လင်းလှေကားမှာဆိုလို့ရှိရင်ဖဲပြား
လိန်ထားတဲ့ဖဲပြားလေးလို့ပေါ့အဲ့တော့ဖဲပြားတစ်ဖက်မှာရှိတဲ့နော် DNA ရဲ့ကျိုးမြင့်တစ်မြင့် one strand မှာရှိတဲ့ base sequence တွေနော်ဒီဇက်တိုက်ဖြစ်နေတဲ့ဒီ base တွေကိုကြည့်လိုက်ခြင်းအပြင်အခြားကျိုးမြင့်တစ်ခုကအခြား DNA ကျိုးမြင့်တစ်ခုကအဲ့လိုပြောတော့အဓိပ္ပာယ်တစ်မျိုးဖြစ်သွားမယ် DNA မှာအမြင့်နှစ်မြင့်ရှိတယ်နော်ဖဲပြားနှစ်ပြားရှိတယ်အဲ့တော့ DNA ရဲ့အမြင့်နှစ်ခုထဲမှာတစ်ခုရဲ့ base pair ကိုကြည့်ခြင်းအပြင်နောက်တစ်ခုရဲ့ base sequence ကိုသိနိုင်မှာဖြစ်တယ်ဆိုလိုတာကဒီဘက်အချမ်းမှာ A ဆိုဟိုဘက်မှာကျိန်းသေးပါ T ဖြစ်မယ်ဒီဘက်အချမ်းမှာ adenine ဆိုဟိုဘက်မှာ thymine ဒီဘက်အချမ်းမှာ guanine ဆိုရင်ဟိုဘက်မှာ cytosine အဲ့ဒါကိုပြောလို့ရတယ် hydrogen bonds link each complementary base pair အဲ့တော့ဒီလိုလိုက်ဖက်ညီတဲ့เนาะဖြည့်ဘက် base ဇုံတွဲမှာကြားထဲမှာ hydrogen bonds တွေနဲ့ချိတ်ဆက်ထားတာဖြစ်တယ် adenine နဲ့ thymine ကြားမှာ double bond ဖြစ်ပြီးတော့ guanine နဲ့ cytosine ကြားမှာတော့ triple bond ဖြစ်တယ်အောက်မှာရေးထားတဲ့ A and T are joined by 2 hydrogen bonds C and G with 3 hydrogen bonds နော် C and G are joined with 3 hydrogen bonds လို့ဆိုလိုတာဖြစ်တယ် okay ဒီပုံကတော့ဖတ်စာအုပ်ထဲမှာပါတယ်ပုံဖြစ်တယ်နံပါတ် A ပုံက double helix structure of DNA ရဲ့ double helix structure ဖြစ်တယ်နော်အဲ့မှာ sugar phosphate backbone ဆိုတာကိုပြောတယ် sugar phosphate backbone ဆိုတာကနားလည်အောင်ပြောမယ်ဆိုရင်နံပါတ် B ပုံကိုကြည့်လိုက်ရင်သိမယ်ဒီမှာရှိတဲ့နော်ခုနက green ကလေးတွေနော်1500ပါတဲ့ green ကလေးတွေအဲ့ဒီ green ကလေးတွေက sugar အဲ့ sugar ကိုနဲ့တွဲဆက်ထားတာအဲ့ဒါက phosphate အဲ့တော့ sugar နဲ့ phosphate နဲ့တွဲထားတဲ့အတွဲနော်အဲ့ဒါကသူကြောရိုးတပွဲလှုပ်ဆောင်တယ်နော်ဖဲပြားနော်ဖဲပြားနေရာမှာရှိတယ်ပေါ့အဲ့ဒါကြောင့်သူ sugar phosphate backbone လို့ခေါ်တယ်အလဲဦးတိုင်းမှာတော့ဘာတွေရှိလဲဆိုတော့ base pair တွေရှိတယ် base pair တွေကခုနပြောတဲ့ adenine နဲ့ thymine cytosine နဲ့ guanine အဲ့ဒါ base pair အဲ့ဒီမှာ C ဆိုရင် cytosine T ဆိုရင် thymine G ဆိုရင် guanine A ဆိုရင် adenine ပေါ့အဲ့လိုလေးပဲတက်ထားတယ် okay ဒါတော့မှကိုလိုကလန့်တော့မဟုတ်ပါဘူးဒါမေးတင်လို့မေးတဲ့မေးခွန်းပေါ့ဒီပုံကိုဆွဲတဲ့အခါမှာတဲ့နော်ဒီကျောင်းသုံးစာအုပ်ထဲမှာပါတဲ့အတိုင်း A တွေ T တွေအစင်လိုက်ပေါ့လေသူအတိုင်းပေါ့နော်ကာကြီးကနေအားထိမလိုရဲမသူတစ်ထပ်သေးဆွဲရမှာလားလို့မေးတယ်မေးတော့တကယ်တမ်းကျတော့ဒီ level မှန်အောင်တက်နိုင်ရပါပြီနော် A နဲ့ T နဲ့ကြားမှာtriple bond sorry double bond C နဲ့ G နဲ့ကြားမှာ triple bond အဲ့ဒါလေးတွေဆွဲတာမှန်ရမယ်ဒီလိုစင်တိုင်းဖြစ်နေဖို့တော့လည်းမလိုပါဘူးเนาะ C ဆိုရင် cytosine T ဆိုရင် thymine level ထိုးတာမှန်ဖို့လိုတယ်အဲ့လိုမျိုးเนาะ bond လေးတွေချိတ်ဆက်တာမှန်ဖို့လိုတယ် base pair လောက်တာမှန်ဖို့လိုတယ်ဆိုလိုတာက A ဆိုရင် T နဲ့တွဲမယ်เนาะ AT TA ပေါ့ဘယ်လိုပဲတွဲเนาะနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် C ဆိုရင် G နဲ့တွဲမယ် G ဆိုရင် C နဲ့တွဲမယ်အဲ့လိုမျိုးပေါ့เนาะဒီလောက်အစင်အတိုင်းတိကျကျကြီးတော့လည်းမဟုတ်ပါဘူးเนาะတိုးတော့ကျောင်းသုံးစာအုပ်မှာကျောင်းသုံးစာအုပ်ပဲတစ်ချက်မှလွဲလို့မရဘူးဆိုတော့လှေနံဓာတ်ထက်မှတ်ပေးစီးမြင်ဆိုရင်တော့ I don't know ဒီပုံကတော့เนาะဒီ textbook ထဲက textbook ဆိုတာကเนาะနိုင်ငံခြားက textbook စာအုပ်တွေကိုပြောတာเนาะတကယ်တော့ကျောင်းကထုတ်တဲ့ကျောင်းသုံးစာအုပ်က textbook လို့ခေါ်ပေမဲ့တကယ်တော့ဒါ textbook မဟုတ်ပါဘူးเนาะ textbook ဆိုတာပြည့်ပြည့်စုံစုံရှင်းလင်းပြီးတော့ရေးထားတဲ့စာအုပ်မျိုးကိုခေါ်တာပါကျောင်းသုံးစာအုပ်ကတော့ handout လို့ခေါ်တာပေါ့เนาะအတူပဲရေးထားတဲ့ဒီ grade 12 level လောက်ပဲတည်တင်တဲ့အကြောင်းအရာတွေပဲပါတဲ့ handout ပေါ့เนาะအဲ့တော့ okay by the way ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒါတွေအကုန်လုံးဖတ်ပြဖို့တော့တိတ်ချိန်ရမှာမဟုတ်ဘူးအဲ့တော့ဒါကခုနကပြောသွားတဲ့အကြောင်းအရာတွေကိုပဲเนาะရေးထားတာဖြစ်တယ်เนาะအဲ့ဒီမှာကဒီခုနပြောသွားတဲ့ sugar phosphate backbone ဆိုတာပြောသွားတယ် base pairing အကြောင်းတွေကိုပြောသွားတယ်เนาะ . ဒီ chapter 2 2.1.1 က destructure of DNA ဒီ DNA ရဲ့ဖွဲ့စည်းတည်ဆောက်ပုံ ။နော် ။ဒါကခုနကပြောသွားတဲ့ အကြောင်းအရာတွေကိုပဲ ။နော် ရေးထားတာဖြစ်တယ်။ Okay ။ ဘိုင် the way ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒါတွေအကုန်လုံးဖတ်ပြဖို့တော့တိတ်ချိန်ရမှာမဟုတ်ဘူး။အဲ့တော့ဒါကခုနကပြောသွားတဲ့အကြောင်းအရာတွေကိုပဲ ။နော် ရေးထားတာဖြစ်တယ်။
ဒီပုံကလည်းပဲဒါကတော့ internet ကပုံတစ်ခုပေါ့နော်ဒီမှာတော့လည်းအတိအကျဒီ base တွေကိုရေးထားတာမရှိပါဘူးတော်တော်နားလည်လွယ်အောင်နော် visualization လုပ်ထားတာပါ base pairs ပြောထားတယ်နောက်တစ်ခုက sugar phosphate backbone ဆိုတာပြောထားတယ်နောက်တော့ phosphate group ရှိမယ်ဒီနေရာမှာဒီပုံကဘာလို့ပြလဲဆိုလို့ရှိရင်ဒီနေရာမှာသိစေချင်တာကဒီ adenine နဲ့ thymine cytosine နဲ့ guanine ကြားထဲမှာ hydrogen bonds တွေနဲ့ချိတ်ဆက်ထားတာကိုပြချင်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီဖဲပြားကြီးအပေါ်မှာရှိနေတာကဒီเนาะဒီ9000ပုံစံเนาะsugar เนาะ deoxyribose sugar ရဲ့နောက် phosphate group ရဲ့အဲ့တော့အဲ့ဒီ5 carbon sugar လို့ခေါ်တာပေါ့5 carbon sugar ဆိုတာ pentose sugar ကိုပဲပြောတာเนาะ DNA မှာဆိုရင်တော့ deoxyribose sugar ပေါ့အဲ့ဒီ5 carbon sugar နဲ့ phosphate group ကြားထဲမှာရှိတဲ့ bond ရှိတယ်အဲ့ဒီ bond ကို phosphodiester bond လို့ခေါ်တယ်အဲ့တော့ bond က2မျိုးရှိမယ်เนาะအဲ့တော့ base တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ bond က hydrogen bond ဖြစ်တယ်เนาะအဲ့တော့ sugar phosphate backbone မှာရှိတဲ့ bond က phosphodiester bond ဖြစ်တယ် okay အဲ့တော့ဒီနောက်တစ်ခုကပုံကတော့ backbone of sugar phosphate เนาะအမှဒီမှာ highlight လုပ်ထားတဲ့เนาะ area လေးကဒါက sugar phosphate ကြော်ရိုးကိုပြောတာဖြစ်တယ်เนาะ backbone of sugar phosphate လို့ပဲရေး sugar phosphate backbone လို့ပဲရေးအတူတူပဲ okay ဒီနေရာမှာပြောချင်တာကဒီမပြောရသေးတဲ့အကြောင်းအရာလေးတစ်ခုဖြစ်တယ် 5 prime and 3 prime and ဆိုတာဘာကိုပြောတာလဲအဲ့တော့ 5 prime and ဆိုတာကဒီကာဗွန်ကိုဒီ5 carbon sugar မှာရှိတဲ့ကာဗွန်နံပါတ်ကိုတက်တဲ့အခါမှာကာဗွန်၅လုံးပါတဲ့အတွက်သူကို1 prime 2 prime 3 prime 4 prime 5 prime ဆိုပြီးတော့တက်လိုက်တယ်နာမည်နော်အဲ့တော့ prime ဆိုတာဘာအဓိပ္ပာယ်လဲလို့လာမေးတယ်လို့ရှိတယ် prime ကဘာအဓိပ္ပာယ်လဲဆိုတော့သင်္ကေတတစ်ခုပဲနော်1 2 3 4 5လို့ရေးရင်တခြားဒီမှာရှိတဲ့ CH3 တို့ CH2 တို့ ਨੇ အဲ့လိုရောထွေးကုန်မှာစိုးလို့เนาะမတူအောင်တခြားနံပါတ်ကိန်းဂဏန်းအနေနဲ့မတူအောင်သူ prime လေးတက်ထားတာဒီလောက်ပဲသင်္ကေတတစ်ခုပဲเนาะအဲ့တော့1 prime 2 prime 3 prime 4 prime 5 prime အဲ့ဒီတော့အဲ့ဒီ5 prime ကာဗွန်မှာဘယ်သူကလာချိတ်ထားတာလဲဆိုတော့ phosphate group ကလာချိတ်ထားတာဖြစ်တယ်เนาะဒါကြောင့်မလို့เนาะ5 prime ရှိတဲ့အစွန်းမလို့သူ့ကို5 prime and လို့ခေါ်တာ5 prime မှာဘယ်သူကလာချိတ်ထားတာလဲဆို phosphate group ကလာချိတ်ထားတာเนาะဒါကြောင့်မလို့ phosphate group ရှိတဲ့အပိုင်းဒီအပိုင်းနဲ့အစွန်းဒီ5 prime အစွန်းမယ်5 prime and မယ် okay နောက် 3 prime ဆိုတာဘာလဲဆိုတော့ဒီမှာဒီခုနက5 carbon sugar pentose sugar မှာနံပါတ်တက်တော့1 prime 2 prime 3 prime 4 prime 5 prime လို့တက်တယ်ဒါ5 prime နေရာကတော့ဒါ phosphate group ပေါ့ဒါဆိုလို့ရှိရင်ဒီ3 prime နေရာမှာဘာရှိလဲဆို OH ဆိုတဲ့ hydroxy group ရှိတယ်အဲ့တော့3 prime ရှိတဲ့အစွန်းမလို့သူ့ကို3 prime and လို့ခေါ်တာဖြစ်တယ်တနည်းအားဖြင့် OH ဆိုတဲ့ hydroxy group နော် hydroxyl group လို့လည်းအတန်ထွက်တယ်အဲ့ hydroxyl group ရှိတဲ့အစွန်းကို3 prime and လို့ခေါ်တာဖြစ်တယ်နော်အဲ့ဒီမှာဒီမှာ dotted line လေးနဲ့ပြထားတာကသူကတော့ဒီ nucleotide တစ်ခုကိုပြထားတာပေါ့နော် DNA nucleotide နော် DNA မှာရှိတဲ့ nucleotide ပေါ့ RNA ဆိုလို့ရှိရင်တော့ RNA nucleotide လို့ခေါ်မှာပေါ့အဲ့တော့ sugar ပါမယ် nitrogenous base ပါမယ် phosphate group ပါမှာဖြစ်တယ်နော်ဒါလည်း textbook တစ်ခုတည်းကပုံပဲဖြစ်တယ်အဲ့တော့ type of bonding between each nucleotide နော်အဲ့တော့ nucleotide တစ်ခုနဲ့တစ်ခုကြားထဲမှာတဲ့ခုနအပေါ်ကပုံမှာလည်းပြထားတယ် phosphodiester bond နဲ့ချိတ်ဆက်ထားတာဖြစ်တယ်နော် phosphodiester bond ဆိုတာလည်း covalent bond ဖြစ်တယ်ပေါ့နော်နောက်တစ်ခါ hydrogen bonds between two complementary bases အဲ့တော့လိုက်ဖက်ညီ base အတွဲတွေကြားမှာရှိတဲ့ bond တွေကတော့ hydrogen bond ဖြစ်တယ်ဆိုတာကိုပြောတာဖြစ်တယ်နောက်တစ်ခုကနော်anti-parallel directionality of a specific orientation anti-parallel ဆိုတာက
ဒီ parallel ဖြစ်မနေဘူးပေါ့နော်အဲ့တော့ဆန့်ကျင်ဘက်အပြိုင်ဖြစ်နေတယ်နော်အဲ့တော့ဒီ physics မှာရှိတယ် direction ပါတဲ့ဒီမြားကလေးနှစ်စင်းနော်မြားကလေးနှစ်စင်းက direction တူနေတယ်နော်အပြိုင်ဖြစ်တယ်နော်ဆိုလို့ရှိရင်ဒါ parallel လို့ခေါ်တာပေါ့နော်ဒီမှာတော့ DNA structure ကိုပြန်ကြည့်တဲ့အခါမှာ DNA ရဲ့အမြင်တစ်ခုဟာ one strand ဟာအမြင်တစ်ခုဟာ5 prime 3 prime direction နဲ့သွားနေတဲ့အချိန်မှာเนาะဒီ one strand DNA ရဲ့အမြင်တစ်ခုဟာ one strand ဆိုတာကတကယ်တော့ပြည့်ပြည့်စုံစုံရေး one strand of DNA ဟာ lines in 5 prime to 3 prime direction 5 prime ကနေပြီးတော့3 prime ဥတီဘက်နဲ့သွားနေတဲ့အချိန်မှာ another strand နောက်ထပ်ဒီ DNA ရဲ့ကြိုးမြင်လေးတစ်မြင်ဟာ in 3 prime to 5 prime direction เนาะ3 prime ကနေ5 prime ဥတီဘက်နဲ့သွားနေတာဖြစ်တယ်တဲ့เนาะဒါကြောင့်မလို့ပုံဆွဲတဲ့အခါမှာတစ်ဖက်မှာဒီ sugar လေးတွေကအတက်เนาะဖြစ်ပြီးတော့နောက်တစ်ဖက်မှာတော့ဇောက်ထိုးပုံစံလေးဖြစ်နေတာကိုတွေ့ရလိမ့်မယ်အဲ့တော့5 prime and 3 prime comes from the numbering of carbons on the deoxyribose sugar 5 prime တို့3 prime တို့ဆိုတာကအပေါ်မှာပြောခဲ့တဲ့အတိုင်း deoxyribose sugar ပေါ်မှာရှိတဲ့ carbon atoms တွေကိုနံပါတ်တက်ထားတာဖြစ်တယ်အဲ့ကနေပြီးတော့အခုခုန5 prime တို့3 prime တို့ရလာတာဖြစ်တယ်တဲ့ phosphate group is on the 5 prime carbon เนาะပုံမှာခုနပြခဲ့တဲ့5 prime carbon မှာ phosphate group ချိတ်ဆက်ထားပြီးတော့ OH group on the 3 prime carbon 3 prime carbon မှာ OH group ချိတ်ဆက်ထားတာဖြစ်တယ်အဲ့တော့ဒီအကြောင်းအရာမှာဆိုလို့ရှိရင်ဒါတော့ဒီကျောင်းသုံးစာအုပ်ထဲမှာရှိတဲ့စာသားတွေအကုန်လုံးကိုဖတ်ပြတာတော့မဟုတ်ဘူးအပိုင်းလိုက်ခွဲပြီးတော့ပြောပြသွားတာဖြစ်တယ်เนาะအဲ့တော့ဒါကိုပြန်ပြီးတော့wind up လုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးဗာပြောလဲဆိုတော့ဒီ sugar အကြောင်းပြောတယ်เนาะ5 carbon sugar pentose sugar ဖြစ်တယ်เนาะ RNA မှာတော့ ribose sugar ဖြစ်ပြီးတော့ DNA မှာတော့ deoxyribose sugar ဖြစ်တယ်ဘာကွာလဲဆိုတော့2 prime carbon atom မှာ oxygen ပါတာမပါတာကွာတယ်နောက်တစ်ခုကတော့ base เนาะ 4 different nitrogenous bases เนาะ nitrogen ပါဝင်သော base 4မျိုးရှိတယ်အုပ်စုခွဲမယ်ဆိုရင်တော့ purine bases နဲ့ pyrimidine bases ဆိုပြီးအုပ်စုနှစ်ခုရှိတယ်เนาะ base ကတော့4မျိုးရှိတယ်เนาะနောက်တစ်ခုကဒီဒါ purine နဲ့ pyrimidine ရဲ့ structure တွေကိုပြထားတယ်ဒါကတော့ base pairing ရဲ့အကြောင်းကိုပြောထားတာဖြစ်တယ်เนาะပြီးတဲ့အခါမှာ nucleotide တစ်ခုမှာဘာတွေပါဝင်တယ်လဲเนาะ nucleotide တစ်ခုရဲ့ပုံကိုဆွဲပါဆိုရင်လည်းဆွဲထည့်ရမယ်နောက်တစ်ခုကเนาะဒီပုံလေးတွေပေါ့เนาะဒါလေးတွေဆွဲခိုင်းရင်ဆွဲထည့်ရမယ် complementary base pairing ဆိုတာဘာပြောတာလဲပေါ့အဲ့တော့ complementary base pair เนาะတစ်ခုနဲ့တစ်ခုလိုက်ဖက်ညီတဲ့ base အတွဲတွေဆိုတာဘာတွေလဲเนาะအဲ့တော့ base ဘယ် base ကဘယ် base နဲ့တွဲတယ်ဆိုတဲ့အကြောင်းသူတို့ကြားမှာဘာ bond အနေနဲ့ချိတ်ဆက်ထားတယ်ဆိုတော့အကြောင်းเนาะဒါတွေကိုပြောပြရမယ်ဒီပုံလေးတွေလည်းဆွဲခိုင်းလို့ရပါတယ်ဒါတော့ကျောင်းသုံးစာအုပ်ထဲကပုံဖြစ်တယ်နောက်ပြီးတော့ဒီ sugar phosphate backbone ဆိုတာဘာလဲနောက်ပြီးတော့3 prime and 5 prime and เนาะ phosphate ချိတ်ဆက်ထားတဲ့เนาะ5 prime ဆိုတဲ့ carbon atom နေရာမှာ phosphate group ချိတ်ဆက်ထားတယ်ဒါကြောင့်မလို့ phosphate group ရှိတဲ့အစွန်းဟာเนาะ the end with the phosphate group is 5 prime end because phosphate group is linked to the 5 prime carbon of deoxyribose sugar အဲ့တော့3 prime ရှိတဲ့အစွန်းမှာအစွန်းက3 prime end လို့ခေါ်တာဖြစ်တယ်เนาะအဲ့တော့ the end of one strand of DNA molecule now where OH group is linked to the 3 prime carbon atom of pentose sugar deoxyribose sugar ပေါ့เนาะအဲ့ဒါကိုပြောတာဖြစ်တယ်နောက် type of bonding မှာတော့ဒီ between each nucleotide တစ်ခုနဲ့တစ်ခုကြားမှာတော့
phosphodiester bond ရှိပြီးတော့เนาะ between two complementary bases ကြားထဲမှာတော့ hydrogen bond ရှိတာကိုပြောတာဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုတော့ anti-parallel directionality or a specific orientation เนาะ a direction anti-parallel ဆိုတာကဆန့်ကျင်ဘက်အပြိုင်เนาะ DNA ရဲ့ one strand of DNA က5 prime to 3 prime direction ရှိတဲ့နေရာမှာ another strand of DNA ဟာanother strand of DNA က in 3 prime to 5 prime direction နဲ့ရှိတယ်เนาะဒါကြောင့်သူ့အဲ့ဒီ direction ကိုပြောတာ directionality now orientation เนาะ orientation ဆိုတာကဒီတစ်ဖက်နဲ့တစ်ဖက်ဟိုเนาะစာအုပ်ထဲမှာတော့ဘယ်လိုရေးထားလဲဘောလုံးအသင်းတစ်သင်းနဲ့တစ်သင်းလက်ဆွဲနှုတ်ဆက်သလိုပဲเนาะနေရာယူတာပေါ့ orient เนาะ oriented ဆိုတာကเนาะကိုယ့်နေရာကိုယူတာပေါ့မှန်ကန်စွာနဲ့เนาะနေရာယူပြီးတော့သူတို့ရဲ့ DNA ဖွဲ့စည်းတည်ဆောက်ပုံမှာရှိနေတာကိုပြောတာဖြစ်ပါတယ်เนาะအဲ့တော့ the structure of DNA ဆိုပြီးတော့အစအဆုံးတစ်ပုဒ်လုံးကိုတော့စံမှတ်တမ်းမေးမှာမဟုတ်ဘူးအရန်ရှည်လွန်းတဲ့အတွက်ဒါကြောင့်မလို့အဲ့ဒီမှာသူကပုံဆွဲခိုင်းပြီးတော့ဒီအကြောင်းအရာတစ်ခုကိုမေးမယ်သို့မဟုတ်ပုံလေးပဲတက်ခိုင်းပြီးတော့အကြောင်းအရာတစ်ခုကိုမေးမယ်ဥပမာအားဖြင့်ပြောမယ်ဆိုလို့ရှိရင်เนาะပုံကိုလေးပဲတက်ခိုင်းမယ် provide labels and a caption to the given diagram and state the four nitrogenous bases in DNA เนาะအဲ့လိုမျိုးမေးလို့ရမှာဖြစ်ပါတယ်เนาะဒါကတော့ the structure of DNA ရဲ့